helping လမ်းပေါ်ကhelping လမ်းမှာရှိတယ် helping ဆိုတဲ့အဆောင်ကို 不要偶尔， ညကိုကျွန်တော် 不要偶尔， ဟိုကချနောက်မှာခွင့်ရတာ 不要偶尔， ဒီထဲမှာခါနေ 不要偶尔。 ကိုရန်10တန်းကျောင်းသားတွေပေါ့နော်စာတင်တာပေါ့ကျွန်တော်အဆောင်မူအန်တီသေးရယ်နောက်အန်တီရဲ့အမျိုးသားပေါ့နော်ဦးသိန်းထွန်းသူတို့เนี่ยအဆောင်မူလင်မယားနဲ့ပေါ့နော်သူကကျွန်တော် assessment လုပ်တာပေါ့စစ်ဆေးမေးမြန်းတာလုပ်တာပေါ့အမှuncle သိန်းထွန်းကကျွန်တော်မေးတယ်တာဘာလို့မှလဲပေါ့နော်စရန်ပြီးဘာကျွန်တော်ရည်ရွယ်ချက်ပါညာပေါ့ကျွန်တော်မလုပ်ပဲဖြေမိတယ်နဲ့တူတယ်ဘာလို့ဆိုတော့ကျွန်တော်အဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာစရန်မြန်ပြီးခြင်းအဲ့ဒါပဲရှိစရန်ယူပြေးလိုက်ခြင်းနဲ့ I just to get it over with မြန်ပြီးလိုက်ခြင်းနဲ့မြန်ဖြေပလိုက်ခြင်းနဲ့ဘာလို့လဲဆိုတော့စရန်ပြီးရင်ကျွန်တော်တက်တူထိုးလို့ရပြီဘေးကကျွန်တော်ကိုတက်တူထိုးခြင်းစရန်ပြီးရဲ့ဒီဆောင်လို့ပြောတာဘာလို့လဲတော့မသိအဲ့တော့စရန်ပြီးကျွန်တော်တက်တူထိုးလို့ရမယ်BR တွေစိတ်လေးတွေကျွန်တော်ဒီတက်ပို့ပြီးတော့လွတ်လပ်တောက်လို့ရမယ်လမ်းသွားရင်ကျွန်တော်စိတ်လေးတောက်နေလဲသူများဟောဒီကောင်10တန်းပြီးပဲဆိုဘာမှကျွန်တော်ရဲ့ရီမန်းချက်ကအဲ့ဒါပဲကျွန်တော်ရဲ့ဘလို့မျိုးစုံပေါ့လေတခုခုဆိုရင်အမခရီးပင်လန်းကိုဘောလုံးခိုးထွက်ပြီးတော့ကန်တာမိပြီဆိုရင်ကျွန်တော်ဘောလုံးကန်တာမဟုတ်ဒီကောင်နဲ့လိုက်ပြီးရအောင်အဆောင်ထဲမှာမနေရရင်ပြီးရောဗျာတိလားနောက်လို့ဆက်လက်ခိုးတောက်တာမိပြီဆိုရင်လည်းအဲ့ဒါမောင်ကြားပေါက်ပဲအဆောင်ကနေခိုးထွက်မောင်ကြားပေါက်ပဲចောင်းပြေးမောင်ကြားပေါက်အဲ့တော့ကျွန်တော်ဆက်လက်မတောက်တတ်ပါဘူးခင်ဗျာဆိုတော့ရှုံလိုက်ပြီးတော့အဆောင်မူကကျွန်တော်လက်ခံလိုက်တာအဲ့လိုဖြစ်ကုန်တယ်ပေါ့နော်အဲ့ကျွန်တော်အဆောင်စနေတော့တတိထားမိတာရန်ကုန်ကနေအဆောင်ထားတာကျွန်တော်ပဲရှိတယ်ဟုတ်လားကျန်တာမန္တလေးတို့အဲရှမ်းပြည်တို့ဘက်ကလာတာများတယ်နောက်ပြီးတော့အဲ့ဒီမှာအခုကျုံတော့ပြပြအောင်အဲ့မှာကျောင်းသားတယောက်6တန်းအဲ့လိုပဲအဆောင်လာနေတဲ့ကျောင်းသားတယောက်ကအဲ6တန်း bio မဟုတ်ပဲ chemistry မှာရှိရဗျာတဲ့လား solid liquid gas ကိုကျွန်တော်တို့ differentiate လုပ်ပေးတဲ့ဒီ definition လေ solid is a substance which has definite volume and definite shape လားမသိဘူးအဲ့လို definition ရှိတယ်အဲ့ဒါကိုအဲ့ဘဲလေးတွေကကြက်နေတာတညလုံးတလားအဲ့ solid is a substance ကိုအဲ့အထိပဲရတယ်နောက်က which has definite volume နေပဲဘာမှမပါဘူး solid is a substance solid is a substance solid is a substance အဲ့ဒါယူတကောင်တညလုံးထိုင်ကျင်ကျွန်တော်ကဒီဘက်ကကျွန်တော်အဆောင်ထဲကနေတပ်ပြင်းနေချအောင်ဆောင်ရနေအသေးရနောက်အဲ့ဘဲလားမသိဘူးအဲ့ချာတိတ်ပဲလားဒါမှနောက်တစ်ယောက်လားမသိဘူးအဲ့လိုပဲit can be clearly seen ဆိုရဲအဲ့ passage တကူရှိတယ်အဲ့ biology မှာလားဘာမှမတော့မသိဘူးအဲ့ it can be clearly seen ကို clearly can be seen ဆိုပြီးတော့ဒီကောင်အဲ့လိုအတန်းထဲမှာအကျယ်ကြီးအော်ဆိုတော့ဆရာဟဲ့အောင် clearly တော့ငါမစင်းပြရစေနဲ့ကွာဆိုပြီးတော့တစ်ခေါက်ကြားဖို့တယ်အဲ့ဟိုစာနဲ့အရန်အလန်းဝေးတဲ့လူတွေပါတယ်ဗျာတလားဟိုဘလို့လို့ကျွန်တော်ထင်တချို့ဆိုဘလို့လို့ကိုယ်တိုင်ရောက်လာတယ်မသိကျွန်တော်အဲ့လိုပါဖြစ်တိတ်တော့ ဒါပေမဲ့ yes အဲ့လိုလူတွေကြားထဲမှာကြာဘလို့ဖြစ်သွားလဲဆိုကျွန်တော်ကိုးတန်းမှာတော့ကျွန်တော်လုံးဝဘောင်းမဝင်ခဲ့သမျှเนาะဒီစာဆိုတလုံးမှဝင်မဆွေးနေနိုင်ခဲ့ဘူးကျူရှင်မှာเนาะဒီအရန်တော်တဲ့ကဘာမှာအတော်ဆုံးကျောင်းသားတွေကြားထဲမှာအဲ့လိုဖြစ်ခဲ့တဲ့ကောင်ကဒီမှာကျတော့ကိုတက်အချင်းကြီးအများကြီးဆိုတဲ့လူတွေနဲ့ကျွန်တော်တွေ့သွားရတယ်လားအဲ့ချိန်မှာဘာဖြစ်သွားလဲဆိုတော့ငါတင်တဲ့တော့ငါမညံ့နေပါလားဆိုပြီးကိုချင်းမစားရတာတော့မဟုတ်ဘူး။ yeah အဲ့အချိန်မှာအဲ့လိုပဲတွေးပြစ်သွားတယ်ကျွန်တော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့တစ်ဖက်မှာတော့အားတော့တော်တက်သွားတယ်။ငါစားတကယ်ငါလုံးရင်ရမယ်နဲ့တူတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ like ခုနကလို solid is a substance ဆိုတော့တကယ်လုံးကြားလောက်တဲ့ဒီကျွန်တော်ဒုံမဝေးဘူးလေ right ဆိုတော့အဲ့မှာနည်းနည်းတော့ encourage ပေါ့ဘယ်လိုခေါ်မလဲနည်းနည်းအားပြန်တက်လာဝီရရတာအဲ့လိုခေါ်လာမသိအဲ့ဒါနည်းနည်းလေးပြန်ပြီးတော့ psycho ပဲခေါ်မှာပေါ့နော်စာအုပ်နည်းနည်းလေးမစိုးစလောက်လေးနည်းနည်းစိတ်ပါလာတယ်နောက်ပြီးစိတ်မပါလို့လည်းမရအဆောင်ကလုံးဝသူစားချိန်အိတ်ချိန်ကလွင်စားချက်ပဲအန်တီထေးကချိန်လုံးစားဖက်ဟက်ကောင်လေးတွေစားဖက်အဲ့ဒါတစ်ချိန်လုံးအော်နေတစ်ချိန်လုံးအကျူရှင်တက်ရတယ်ကျွန်တော်တို့မနက်အစောကြီးထပြီးရင် breakfast တွေပါစားပြီးရင်မနက်အစောကျူရှင်ပေါ့နော်ကျူရှင်တက်ရတယ်ပြီးရင်ကျူရှင် after ကျူရှင်ပဲဒီ session တစ်ခုပြီးရင်ဒီဘာသာတစ်ခုပြီးနောက်တစ်ခုအဲ့လိုမျိုးတောက်လျှောက်တက်သွားတယ်
ကျောင်းရှိရဲ့ရက်ဆိုရင်တကုံတစ်ကိုမနေ့ဆိုသူတို့လိုက်ပို့တယ်မနေ့တစ်ချိန်စာတင်ပြီးရင်တကုံတစ်ကိုသွားပို့ပြီးတကုံတစ်ကနေလေကျောင်းဆင်းပြီးပြန်လာပြီဆိုတခါနောက်တဲ့ကျူရှင်အခန်းထဲကိုဆွေကနေရောက်တော့အဲ့ကျောင်းဝတ်စုံနေပဲဆိုတော့စားမကြက်လို့လည်းမရတော့ဘူးပါတိလားဒါပေမဲ့လည်းအဲ့လောက်စားကြက်ခိုင်းတဲ့နေရာမှာကျွန်တော်တို့ကအပျော်ရတယ်လို့ရအောင်ပေါ့နော်ရတယ်လို့ကျွန်တော်တို့ရှာခဲ့ကြတယ်ဗျာတိလားဘယ်လိုလဲဆိုခုနပြောလို့ပဲဆက်လက်ခိုးတောက်တယ်အဆောင်ကျူရှင်တက်တဲ့တငယ်ချင်းတွေကနေတစင်အဲ့လိုအရက်ပလင်းတွေပါကျွန်တော်တို့ခိုးသွင်းတယ်ပြီးတော့ညဆိုရင်ဗျာအဲ့ကျွန်တော်တို့ထမင်းစားရတဲ့အချိန်ပြီးသွားပြီဆိုကျွန်တော်ကမီးပိတ်အိတ်ပဲအဲ့ချိန်မှာဘိုက်စားရင်စောက်ပြဿနာပဲစပြီအဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ကျောင်းသားတွေကိုချက်ပြီးရဒီဟင်းချက်ဆောင်တဲကနေကျွန်တော်နှိုက်လို့ရတာဘာရှိလဲကြက်ဥပဲရှိတယ်ကြက်ဥသုံးလို့ဘဲဥပါအဲ့စင်ကကျွန်တော်တို့လက်နဲ့မှီတယ်အဲ့ကျောင်းအိမ်ထဲကိုကျွန်တော်လှမ်းပြီးနှိုက်လို့ရတယ်ပဲတလားညဆိုကျွန်တော်တို့အဲ့အဆောင်ကကြက်ဥတွေဘဲဥတွေကျွန်တော်ခိုးတယ်ခိုးပြီးအဲ့လိုရင်နွေးရှင်ရင်နွေးနဲ့ပြုတ်တယ်ဗျမပြုတ်တစ်ခေါက်ကျတော့အဲ့လိုရင်နွေးလဲတယ်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့အခန်းထဲမှာဒီအဲကွန်ခန်းထဲမှာမီးမွေးပြီးတော့ကွန်ဘာဘူးလေဒီတန်နဲ့လှုပ်ထားတဲ့တန်ကွန်ဘာဘူးကိုအထက်ခဲတန်နေပါလေအကုန်ထုတ်တ िश ူးပေပါနဲ့တုပ်လိုက်ပြီးတော့အဲ့တန်ကွန်ဘာဘူးထဲမှာအဲ့ကြက်ဥကိုဖောက်ထည့်ပြီးအောက်ကဖျောင်းနိုင်တဲ့ဒီထောက်ထောက်ပြီးတော့ဒီကွန်ဘာဘူးထဲမှာကျွန်တော်ကြက်ဥကြော်တာဗျာတိလားပြီးတော့အဲ့ကြက်ဥကိုအဆောင်တစ်ခုလုံးဝိုင်းစားကြတယ်အဲ့လောက်ဒီငတ်ကြီးကြဘိုက်ကစားနေပြီလေဗျာတိလားကလေးဆိုညလည်းအိတ်မပြောဘူးအဲ့ရနေအဲ့လိုအရက်တောက်စလေးခိုးတောက်အစင်ကနေကျွန်တော်ကဘာနည်းနည်းပို့ပြီးတော့ဟိုဖြစ်လာလဲဆိုတော့အဆောင်ဂီတာကြီးသွင်းမယ်ဆိုပြီးဖြစ်သွားကျွန်တော်ဂီတာတီးကျင်တယ်ဘာလဲဆိုတော့ music နဲ့အရန်ဝေးနေပြီဗျာတလားဟိုအရန်ဝေးရဆိုတော့ဗျာဒီတစ်နှစ်လောက်ပေါ့တစ်နှစ်ဝေးရတာပေါ့ဒါပေမဲ့အဲ့မှာကျွန်တော်တို့ only entertainment ကဘာရှိလဲဆိုတော့အဲ့လိုပဲနောက်ထပ်အဆောင်ကျောင်းသားတစ်ကောင်ခိုးပြီးယူလာတယ်ဒီ Walkman cassette လေးရှိတယ်အဲ့ Walkman cassette လေးရယ်နောက်ပြီးတော့အဲ့လိုပဲအခွေတွေတယောက်တစ်ခွေစီယူလာကြပဲအဲ့ဘယ်လိုရှိနေလဲမသိဘူးကျွန်တော်တို့အခန်းထဲမှာအဲနောင်ရယ်ခိုင်မြဲခြင်းဆိုတဲ့အခွေရှိတယ်နောက်311အခွေကတော့ဘယ်သူယူလာလဲမသိဘူး and then bury the hatchet ဆိုရဲအဲ့ the cranberries အဖွဲအခွေတစ်ခွေရှိအဲ့အခွေလေး3ခွေနဲ့အဲ့တစ်နှစ်လုံးကျွန်တော်အဲ့ headphone လေးနဲ့ပေါ့နော်ဒီကောင်းစီကငှားပြီးနားထောင်ရအဆောင်အမှန်တော့အဲ့ဒါကြီးလုံးဝယူခွင့်မရှိဘူးအဲ့ဒါကိုကျွန်တော်ကနောက်ကြတော့ဘာကဲလာလဲဆိုတော့အဆောင်မူးရဲ့သားရှိရထပ်အောင်ဆိုတာသူ့ရဲ့နောက်အဲကိုရန်ကျောင်းသားတကောင်ရဲ့ကိုကျွန်တော်ဂီတာသင်ပေးမယ်ဆိုပြီးတော့ဒါပေမဲ့မင်းတို့ဂီတာတော့ရအောင်သွင်းပေးဆိုပြီးကျွန်တော်ကအဲ့လို deal လုပ်လိုက်တယ်ဒီကောင်လေးနဲ့အဲ့မှာဘလို့လို့ကျွန်တော်တို့အဲ့အခန်းချင်းချင်းလေးတဲ့ကိုဂီတာရအောင်ဘလို့သွင်းလိုက်လဲတော့ကျွန်တော်လည်းမမှတ်မိတော့ဘူးအဲ့ဂီတာတစ်လက်ရောက်လာတော့တိလားအစ်စ်ဗျာဂီတာမျိုးတော်တို့ပါအဲ့လိုမျိုးနေမှာပေါ့အဲ့နဲ့ဒီကောင်လေးကိုကျွန်တော်ဂီတာသင်ပေးအဆောင်မူးအခန်းလာစစ်ပြီးဆိုရင်အဲ့ဂီတာကြီးကိုကျွန်တော်ကကနေအောက်ထဲထည့်အဲ့လိုဟိုစာအုပ်ဘုံတွေနောက်ထဲကိုဖွက်အဲ့လိုမျိုးပေါ့နော်အဲ့လိုအဆင်ပြေသလိုကျွန်တော်တို့ကဖြည့်ရှင်းနေကြတာပေါ့အဲ့ဒီမှာတရက်ကြတော့အဆောင်မူးလာပြီဆိုပြီးတော့သူ့သားအဲ့ထက်အောင်ကနောက်ပြီးတော့အခန်းတစ်ခေါက်ဖွင့်ပြီးဟဲ့ငါပြေးလာပြီဆိုပြီးတော့ဒီကောင်ကအဲ့လိုနောက်လိုက်တာအဲ့မှာကျွန်တော်တို့ခန်းထဲမှာအဲ့ဖက်တီးတစ်ကောင်ရှိတယ်ဒီကောင်ကကြောက်လန့်နဲ့သူ့ကရင်ကိုကြော်ခွပြီးတော့ပြေးတာအဲ့မှာကျွန်တော်ကဂီတာကိုစောင်းနဲ့အုပ်လိုက်တာအဲ့ဆောင်းပုံပေါ့ဒီကောင်ရိုးဆောင်းပုံပဲမှတ်ပြီးတော့အဲ့ဖက်တီက6လောက်နဲ့တက်နေတော့ဂီတာကနက်ကနေဂျိုးသွားဟာစောက်ရင်အသေးကြီးကွဲတာပေါ့ဒီလေအဲ့ဒီမှာကျွန်တော်အဲ့ထက်အောင်တအားစိတ်ဆိုတာပေါ့ဒီလေမင်းလောက်လိုက်လို့မင်းနောက်လိုက်လို့ပေါ့နော်ဒီမှာဒီလိုဖြစ်သွားပြီပါညာဆိုတော့ဒီကောင်ကလာကွာတဲ့ငါမင်းကိုဒီကောင်ကျွန်တော်ချော့တာစိတ်မစိုးနေတဲ့အဲ့ဂီတာကိုငါပြန်ပြင်မေးမယ်တဲ့ဆိုပြီးတော့ကျွန်တော်ဟိုနောက်နေ့ကျတော့ဒီကောင်ဘယ်ကတုံတက်တာပြရဲ့ယူလာလဲမသိအဲ့ကျိုးသွားတဲ့ net ကြီးကိုဗျာဒီကောင်အဲ့လိုဖြစ်ကြတဲ့ဆန်းကြီးပေါ့နောက်ကနေတန်နေရိုက်တန်နေရလဲတိုးတောင်နေထွက်ပေါ့ဂီတာကြီးကဒီလိုတော့ရသွားတယ်ဒါပေမဲ့အတန်နေရတော့လုံးဝစောက်တလဲကျူနေနေဖြစ်နေတာပေါ့နော်တီးလို့ရတယ်ဗျာ chord ဆို CD ရင် C တော့ဖြစ်တယ်ဒါပေမဲ့လုံးဝကျူနေမမှန်ဘူးနောက်အဲ့လိုဘားကလည်းအဲ့လိုလက်ချောင်းလက်ချောင်းတစ်ခုလုံးအဲ့လိုဂျားထဲမှာဝင်လို့ရတယ်မကျိုးနဲ့ဟိုဟာနဲ့ fret နဲ့ဂျားထဲမှာအဲ့လိုကြီးဖြစ်သွားတာပေါ့ဒါပေမဲ့ဒီကောင်ကကျွန်တော်စိတ်ဝင်စားမယ့်ဟာတစ်ခုကိုဒီကောင်အခန်းထဲမှာခေါ်ပြတယ်ဒီကောင်နဲ့သူ့အကိုနဲ့နေတဲ့အဲ့အခန်းလေးကကျွန်တော်တို့အဆောင်ရဲ့ဟိုဘက်မှာရှိတယ်သူတို့တက်နေတာအဲလာခဲ့ဆိုတရက်ကျသူ့အခန်းကိုခေါ်သွားပြီးတော့အဲ့ကွန်ပျူတာမှာအဲ့ beating တီးလို့ရတဲ့ software ပဲအဲ့ Fruity Loops ဆိုပါဦးတဲ့အများကြီးစောတယ်ကျွန်တော်ကပြီးပို့ဆိုကွန်ပျူတာတော့ကျွန်တော်နက်မှန်အောင်မြင်ဘူးတာမဟုတ်အဲ့အချိန်မှာအဲ့တော့
အဲ့ computer တွေက software တခုဒီကောင်အဲ့ keyboard က key လေးနေဗျာအဲ့လိုတီးရင်အဲ့လို drum တွေ hi-hat တွေ snare တွေထွက်တယ်အဲ့တူတူချတူတူအဲ့ဒါလေးတီးပြီးတော့ပြီးရင် record လည်းလုပ်လို့ရလားမသိဘူးအဲ့လိုခဏလေးကွာဒီတပါးစာနှစ်ပါးစာလောက်ကို record လေးလုပ်ပြီးအဲ့ဒါလေးကို loop လုပ်လို့ရနေတာမသိဘူးအဲ့ဒါကိုကျွန်တော်တို့ပြပေးခဲ့ပြီးတော့အဲ့တော့ Windows speaker လေးပေါ့ဗျာ speaker အစုပ်လေးနဲ့ကျွန်တော်ချိတ်ပေးခဲ့ပြီးတော့မင်းဆော့လို့ရပြီဆော့ပြီးတော့ဆိုပြီးကျွန်တော်အဲ့ guitar နဲ့အဲ့ဒီသူ့ computer တွေကအဲ့ဘာမှမသိတဲ့အခုဒီနေ့အထိဘာမှမသိတဲ့အဲ့ app တကူတကောင်ဖွင့်ပေးခဲ့ပြီးတော့ဒီကောင်လစ်တော့ကျွန်တော်သူ့ခါထဲမှာပေးတောင်းညံ့တာပါလေ guitar ကျိုးသွားတော့အဲ့မှာကျွန်တော်အဲ့ guitar အတန်ကြောင်နေတဲ့ guitar ကြီးကဗျာအဲ့လိုကိုမှန်းပြီးတီးနေရတယ်တဲ့မလားသူ့ကိုနားလဲပေးပြီးတီးနေရတယ်ဒီအတန်ထွက်အဲ့ဒါအဲ့ထွက်နေတဲ့ဒီ looping เนาะကျွန်တော် tempo တွေပါလဲဘာမှမချိန်တတ်ဘူးအဲ့ looping လေးပေါ်မှာလိုက်ပြီးတော့ကျွန်တော်ကအဲ့နီးလေးနဲ့ဝေးဆိုတဲ့သချင်းရဲ့ chorus melody လေးကိုအဲ့ညမှာကျွန်တော်ရေးပြသွားတယ်ဘလို့မှမထင်တာတဲ့ကိစ္စပေါ့နော်ဟိုအဲ့ loop လေးမရှိရင်လည်းကျွန်တော်ရေးပြမှာမဟုတ်ဘူးနောက်အဲ့ guitar ကလည်းဟိုအဲ့အချိန်မှာဗျာ guitar ကကျိုးသွားပြီးတော့ကျွန်တော်ကလွတ်ပစ်လိုက်ရတယ်ဆိုလဲရေးပြမှာမဟုတ်ဒီကောင်အဲ့ဒါကိုအဲ့သုံးတက်တာအထက်နဲ့ကျွန်တော်ရိုက်ပေးပြီးတော့အဲ့အခန်းလေးထဲမှာခဏလွတ်ပေးထားလိုက်တာကျွန်တော်အဲ့သချင်းလေးရေးပြသွားတယ်အဲ့အဆောင်မူသားနဲ့ကျွန်တော်တို့ ਨੇ အဲ့တခြားဆောက်ခွက်ပြောင်းတဲ့ကိစ္စတွေလည်းရှိသေးတယ်အဲ့ဒါဒီကကျွန်တော်တို့အဲ့လိုနောက်ဆုံးကျူရှင်ချိန်ပြီးရင်ကျွန်တော်တို့ကအဲ့ကျောင်းသားတွေဘယ်သူမှမရှိတော့တဲ့အစာသင်ခန်းတစ်ခန်းထဲမှာဝင်ပြီးတော့ guide တင်ရတယ် guide ဆရာကျွန်တော်တို့လာပြီးတော့တင်ချာတို့အဲ့လိုကျွန်တော်တို့မရတဲ့ဟာတွေပေါ့နော်အမျိုးထပ်ပြီးတင်ပေးတယ်အဲ့အချိန်ဆိုဗျာကျောင်းသားတွေလည်းနည်းနည်းကောက်တောက်တွေဖြစ်နေတော့တနေ့ကုန်စာတွေလည်းတင်တာတော့ဟိုညလည်းတော်တော်နန်းနေပြီအဲ့အချိန်မှာစာထပ်တင်နေရတယ်ဆိုတော့ကျွန်တော်တို့ကအမှဦးကျောင်း lusky တွေဖြစ်ပြီးတော့ရှောက်လို့ကုန်ဗျာဘာလုပ်လဲဆိုတော့အဲ့အချိန်ဆိုကျွန်တော်တို့ကအဲ့နန်းရံဟိုအဲ့မှာတကောင်ကစပြီးတော့ဗျာနန်းရံအဲ့အဆောင်တွေကနန်းရံပေါ့နော်ဒီစာတင်ဆောင်တွေကနန်းရံဟိုဖက်နဲ့တက်ရိုက်တာဖက်နဲ့ပေါက်လိုက်တာလားမသိဘူးအဲ့မှာဆေးရလဲအစိမ်းရောင်အနုလေးတုတ်ထားတာဆိုဖက်နဲ့ရိုက်ရထင်တော့ဟာတွေ့လာငါဖက်နဲ့ရိုက်ရအမြင့်ယူငါခြေရိုက်ရအမြင့်ယူပဲပေါ့နော်အဲ့ဒီမှာဟာဖက်နဲ့ပေါက်ပွဲကြီးကျင်းပကြတယ်အဲ့နန်းရံအကုန်လုံးဖက်နဲ့တွေချုပ်ပြီးတော့ပေါက်ကြတာပေါ့နော်အဲ့မှာအဆောင်မူသားလည်းပါတယ်ဖက်နဲ့ရာတွေအများကြီးဖြစ်တော့အဲ့နောက်နေကြတော့အဆောင်မူအန်ကယ်ကြီးစောက်ရမ်းပေါက်ကွဲတာဟောဒီလားအဲ့ဆေးအတုတ်ထားတာမကြသေးဘူးဗျာဒီလားအဲ့မှာဖက်နဲ့ရာကြီးပဲဖြစ်တော့အဲ့အခန်းထဲမှာအဲ့နေရာစာတင်တဲ့ကောင်တွေအကုန်လုံးပြန်စုခေါ်တော့ကျွန်တော်တို့ပဲဖြစ်တာကျွန်တော်တို့ပဲပါလာတာပေါ့သူ့သားတော့မပါဘူးဘာလို့သူ့သားစာတင်နေတယ်မပါဘူးဒီတိုင်းဝင်လာပြီးတော့ရိုက်သွားတာဆိုတော့ဖက်နဲ့ရိုက်သွားတာဆိုတော့သူ့သားကတော့သူက suspect မဖြစ်ဘူးအဲ့မှာကျွန်တော်တို့ခေါ်ပြီးတော့အဲ့မှာဒီဖက်နဲ့ရာတွေကဘယ်သူလောက်တာလဲပေါ့နော်ဆိုတော့အားလုံးကလူညီတယ်တကောင်မှမဖြေဘူးမသိပါဘူးပဲဖြေတော့အားလုံးညာနေကြတာဗျာတိတာတာပေါ့သိရမလားဒီအခန်းထဲမှာဒီကောင်တွေပဲရှိတယ်ဒီကောင်တွေမရိုက်ဘူးဖက်နဲ့ရာတွေကျွန်တော်တို့စီးထားတဲ့ဖက်နဲ့ရာတွေပဲဟုတ်အဘဲကြီးကဘလို့မှစစ်လို့မရတော့အန်ကယ်ကတအားပောက်ကွဲပြီးတော့အဲ့ဖက်နဲ့ရာကိုလက်ညှိုးထိုးပြီးတော့ပါတယ်အဲ့ဒီဖက်နဲ့ရာကိုလှုပ်တဲ့ကောင်ပေါ့နော်ဆဲတာဟောဘယ်သူနဲ့ဘာနဲ့ရတဲ့သားပေါ့ဗျာညာပြည့်ဆိုပြီးတော့အသေးဆဲအချိန်မှာ तू လက်ထောက်ထားတဲ့ဖက်နဲ့ရာသူ့သားဖက်နဲ့ရာဖြစ်နေဘာလို့ကျွန်တော်မှတ်မိလဲဆိုတော့အဲ့ဆေးအယောင်အရင်နဲ့အနုနဲ့ line လေးရှိရောအဲ့ line လေးပေါ်မှာဒီကောင်ဖက်နဲ့ရာကြာတာဆိုဒီကောင်ကလည်းအဲ့ဒါကိုဂုံယူပြီးတော့မနေ့တွေ့လာတယ်ငါဖက်နဲ့ရာအလဲတက်မှာကြာ symmetrical ဖြစ်တဲ့ပါညာတော့ပြောတယ်ဆိုတော့ကျွန်တော်တို့ကမှတ်မိတယ်ဒီကောင်ဖက်နဲ့ရာဆိုတော့ဟိုသူ့အဖေကလက်ညှိုးထိုးပြီးတော့ဆဲတဲ့အခါမှာလည်းအဲ့လက်ညှိုးထိုးတဲ့ဖက်နဲ့ရာသူ့သားဖက်နဲ့ရာပြစ်ဘွားမှလေစောက်ရမ်းရည်တင်ပြီးတော့ပဲရည်လည်းမရည်ရဘူးလေမင်းပူဆိုးမှာဟုတ်တယ်မလားအောင်နာရတာပေါ့အကုန်လုံးကခွီးနဲ့အဲ့ဒါအန်ဂယ်ဆူပြီးထွက်သွားတော့မှကျွန်တော်တို့မှအဲ့လိုလုံးဝဟိုခွေးအုပ်လေခွေးအုပ်လိုမျိုးလေဝါဆိုအဲ့လိုမျိုးဝိုင်းပြီးအော်ရည်ရတယ်အဲ့ဒါတော့ဗရုတ်ကြခဲ့တဲ့အဖြစ်တွေပေါ့လေဒါပေမဲ့ကျွန်တော်ဒီចောင်းသားဘဝမှာပေါ့နော်စပြီးတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့ဆရာတွေကိုစတွေ့လာရတာလေဒီ helping အဆောင်ပါပဲအဲ့ရနေပဲစတယ်ပထမဆုံးမျက်စိထဲမှာပြေးမြင်အောင်တော့ဆရာဦးစိုးညွန့်ဆိုတာရှိရဲ့ bio ဆရာတည့်ရလူတွေသိပါလိမ့်မယ်ဘာလို့ဆိုဆရာနဲ့ကင်းတဲ့ကြောင်သားတိတ်မရှိဘူးတော်တော်များများသူနဲ့သူ့လက်အောက်
တင်ခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်တို့ generation မှာပေါ့လေဆရာကအတန်းနဲ့ဝင်လာတာနဲ့သူကဘာသာအုပ်မှမကင်ဘူးနောက်ပြီးတော့ biology ကကျွန်တော်စိတ်ဝင်စားတာကောင်းမှမသိဘူးတိလားဘာလို့လဲဆိုတော့ကိုတန်းတုန်းကတင်တဲ့ဆရာကိုကျွန်တော်တော်တော်မကြိုက်ဘူးတော်တော်ကျွန်တော်နဲ့အဆင်ပြေနားလည်းမလဲဘူးဗျာတိလားဟိုအရန်လဲပြင်းဖို့ကောင်းတယ်ဒီလောက်စိတ်ဝင်စားစရာကောင်းမှကိုမသိရဘူးအဲ့လိုတင်တဲ့လူနဲ့လည်းဆိုင်သေးရတယ်တူတယ်ဆရာကျတော့ဝင်လာတဲ့ကတော့စာအုပ်မကင်ဘူး तू ဘာတင်ရမယ်ဘာတင်ရမယ်စာအုပ်တစ်အုပ်လုံးอ่ะဗျာဒီစာအုပ်တစ်အုပ်လုံးမကောက်ဒီထက်အများကြီး तू စာတန်းနေလဲ तू ဖတ်ဘူးလားအဲ့လိုရေးလဲရေးဘူးတယ်နဲ့တူတယ်တက်ကတူမှလည်းစာတင်တယ်နဲ့တူတယ်ကျွန်တော်ဆရာ background ကအရင်မသိဘူးเนาะဒါပေမဲ့ဆရာတကယ် real deal ဆိုတာတော့ဒါ तू ကလုံးဝအချင်းမဟုတ်ဘူးဆိုတော့ချက်ချင်းသိတာတယ်ဆရာစာတင်တဲ့ပေါ့နော်အင်္ဂလိပ်စာအတန်ထွက်တွေပါအရန်ကောင်းတယ်ဒါပေမဲ့ဆရာဟိုတခုရရှိတော့စီကန်ကြီးတာမဟုတ်သူဟိုဟာဒေါသကြီးတယ်ဆရာဒေါသကြီးပြီးတော့ကျွန်တော်တို့ကအဖြစ်ပြက်တစ်ခုပြောရမယ်ဆရာကဟိုသူစာမင်းရင်များမဖြစ်ရင်မဖြေနဲ့ဖြေရင်ဖြေလို့အဲ့လိုစောက်တလွဲဖြစ်ရင်သူကအရန်စိတ်ဆိုတာစောက်တလွဲဆိုတကယ် stupid ဟို answer ပေါ့နော်အဲ့လိုမျိုးပေးရင်သူတအားဒေါသထွက်တာအဲ့မှာကျွန်တော်တို့စာတင်တဲ့အဆောင်ကကျန်တဲ့လူတွေအကုန်လုံးကနေရာလဲခွင့်ရှိတယ်နေရာလဲထိုင်ခွင့်ရှိတယ်အဆောင်ကျောင်းသားကနေရာလဲလို့မရဘူးကျွန်တော်ကဒီနေရာဆိုဒီ row မှာပဲကျွန်တော်ကထိုင်ရတယ်အဲ့ဒီမှာကျွန်တော်ရှေ့မှာသူ့နာမည်ကိုကျွန်တော်ကောင်းကောင်းမှတ်မိရယ်ဆိုင်းကျော်လိုင်ဦးဆိုတဲ့ကျောင်းသားရှိတယ်အဲ့ကျောင်းသားကတမင်များလောက်တလားမှတ်ရတယ်ဆရာမင်းရင်တလွဲကြီးဖြေတာတိလားတလွဲတွေမှာတလွဲတွေကြီးဖြေတာတမင်နောက်ပြီးဖြေနေသလားမှတ်ရတဲ့အထီလောက်အောင်လွဲတယ်အဲ့ဆရာစိတ်တူရင်သူကဖနက်နဲ့လမ်းပေါက်တယ်ဖနက်တော့မဟုတ်အဲ့ white box ဖြတ်တဲ့ဒီ duster နဲ့ပေါက်တယ်နောက်အဲ့ရှိတဲ့ဟာပေါ့ဗျာအဲ့လိုပြစ်လို့လွယ်တဲ့ဟာတခုဆရာနားမှာရှိလို့ရတော့အဲ့ဒါအကုန်လုံးအဲ့ဒါရောက်လာအောင်အဲ့ဒါပေမဲ့ဆရာကနည်းနည်းမျက်စိမှုံတော့လက်မတည့်ဘူးဆရာစာတင်တာတော့အရန်ကောင်းဒါပေမဲ့ဖနက်ပြစ်တာဆရာမကြွမ်းဘူးဖနက်ပြစ်တာမကြွမ်းတဲ့အပြင်ရှေ့ကအဲ့ကောင်ကလည်းဆိုင်းကြော်လိုက်ဦးကလည်းသူကအဲ့လိုစောက်တလဲဖြည့်ပြီးသူကလုံးဝတကယ်ရှောင်းလင်းဟိုတိုင်းကျန်းနေရလို့ဖနက်နဲ့လာ push ဆိုဒီကောင်ရှောင်းတတ်တယ်ဖနက်လာရင်အဲ့တော့ဘာဖြစ်လဲဆိုဒီကောင်နောက်မှာကျွန်တော်ထိုင်တော့ဆရာပေါက်တဲ့ဖနက်တိုင်းကကျွန်တော်ကိုပဲထိတက်တဲ့အထိနှစ်ဖူးကိုထိဖနက်ခေါင်းကိုထိဒါကလေးအဲ့လိုမျက်နှာကိုထိဖြစ်ချင်တိုင်းဖြစ်နေတယ်ဗျာအဲ့ဖနက်ဆရာဖနက်ရဘုံဆိုကျွန်တော်နာရောက်လာကျွန်တော်ပြင်တခါသူ့စီခါပြန်သွားပေးရအနောက်ကျတော့ရှေ့ကကောင်ပြောတာကြီးမင်းမဖြေပါနဲ့ကွာတကူဆိုငါတောင်းမှမှာကွာဒါမှမဟုတ်မင်းတကူဖြေပါဆိုတော့ငါ့ကိုအရင်မေးကိုလည်းတီးလို့တော့မဟုတ်ဒါပေမဲ့တေးကြရဗျာဒီကောင်တော့ကျွန်တော်လွယ်ပြီးမဖြေဘူးသိရမလား